ကဲကျွန်တော်တို့ဝေဖန်လို့အဲ့ဒီဒိုပါရအောင်တော့ follower တွေ subscriber တွေအားလုံးကိုပြုတ်ပြီးတော့အခုဆိုရင်သူ့အပိနဲ့ play နိုင်ရတယ်တော်တော်ကြီးသာနေသွားတာပေါ့နော်သူဘယ်လိုဝေဖန်ထားရလဲဆိုတော့ဗီဒီယိုချစ်ကြည့်အောင် let's go ဖလားရခဲ့လို့ရှိရင်သူ့ပဲမြောက်ခိုင်းပါပါသူ့ပဲမြောက်ခိုင်းပါ အဲ့ဒါပြောအခုနပြောတဲ့စကားမှာပါသွားအတ္တလေသူရဲ့အတ္တနဲ့ဟိုဟာမရအောင်ဖြစ်နေနော်ဟုတ်တယ် သူ line မပါဘဲနဲ့ရတာမျိုးလေသူလိုချင် လူချင်းမ မှာ မ မ ဟု ဟုတ် တ် ဘူး ဆိုတော့အဲ့တခုကတော့အဲ့တခုနဲ့ပဲကျွန်တော်တို့ပေါ်တူဂီဖလားရဖို့မလွယ်ဘူးလို့တော့ကျွန်တော်ကထင်တယ်ပေါ့နော်ဟိုဘာလို့လဲဆိုတော့မရဘူးဗျဟိုမန်ယူကဘာလို့သူ့ဟိုကန်ထုတ်လိုက်လဲဆိုတော့အဲ့အဖြစ်ပဲလေသူကမရဘူးလေမကစားရင်သူမကျင်းနဲ့အဲ့မှာမကြသေးပြောကြမနေ့တစ်နှစ်ကပဲရှိ ဟုတ်တယ်ဟုတ်တယ် ဒီ38 39လောက်မှာလေ38လောက်မှာဆိုတော့ဒီ30ခွန်လောက်ကိုရှိမှတော့မန်ယူတော့38 မန်ယူမှာ30နောက်ဆုံးပြန်ရောက်လာတာလေ ဟုတ်တယ်နောက်ဆုံး38အဲ့လောက်ပဲ ဆိုတော့အဲ့အချိန်မှာတော့မန်ယူအဲ့လိုဖြစ်နေချိန်မှာ तू ကဒေါသထွက်ပြီးမှထွက်သွားတာလေဆိုတော့အခုကပိုဆိုးက41တောင်ဖြစ်နေပြီနော်ဟုတ်တယ်နော်41ဆိုတော့အာဖက်ရှင်ကတော့ဖြစ်ပြီနော် site ကတော့ ကြောက်စရာကြီးအဲ့ဒါတကယ်ကြောက်စရာကြီးလို့သူ့လိုမျိုးဖြစ်ဖို့ကဘလို့မှမလွယ်ဘူးအဲ့ဒိုလေးလိုမျိုးအဲ့လိုကြင်ကြံနိုင်မှုလို့ဘာလို့ဟိုကတော့ပါဆိုင်အဲ့လို तू အဲ့လိုနည်းနည်းဟိုဖိအောင်နေရမို့ကတော့အဲ့လိုဖျားကျင့်တယ်လို့ကျင့်တာ तू ကလည်းအဲ့လို तू ဟာကို तू ချိုးတဲ့ဟာကြီးကမဖြစ်နိုင်ဘူးဘလို့မှမဖြစ်နိုင်ဘူး ဘူးမှမလုပ်နိုင်မရှိဘူးထပ်မပေါ်ဘူးအာသိရ ပြီးတော့လေဟိုဒိုလေးကစားပုံမကြိုက်လားဆိုတော့ကြိုက်တယ်ဒိုလေးကိုအရန်ကြိုက်လားဆိုတော့အရန်မကြိုက်ဘူးဘာလို့လဲဆိုဟိုဒိုလေးကိုကွင်းထဲမှာအကုန်ကြိုက်တယ်တကယ်မနောက်ကျွန်တော်တကယ်ကြိုက်ဒါပေမဲ့အဲ့ကွင်းပြန်မကြိုက်တဲ့ဟာတွေကိုကျွန်တော်လည်းဟိုပြောချင်တယ်ဘာလို့ဆိုတော့ဒါက no hate no disrespect respect မရှိလို့မဟုတ်ဘူးမုန်းလို့လည်းမဟုတ်ဘူးအမှန်တရားတစ်ခုကိုရှင်းကြည့်မယ်ဆိုအခု social media ခေတ်ဆိုအရန်တိတာတယ်ဒိုလေးနဲ့မက်ဆီနဲ့နည်းနည်းလေးရှင်းကြည့်လိုက်မယ်မဟုတ်ဟိုလိုမျိုး debate လုပ်တာမဟုတ်ဘူးဟိုမကြိုက်တာတွေချက်ကကွာဟိုတစ်ခေါက်အဲ့အာဂျင်တီးနားကမီဒီယာတွေကဟိုဟာဗာလဲမက်ဆီကိုမေးကြတယ်ကြားပြီကမ္ဘာမှာလက်ရှိအကောင်းဆုံးဘူးလဲလို့ပြောချင်တယ်သိရမလား ဟုတ်တိလိုက်လက်ရှိမှာလည်းတော့ကမ္ဘာအကောင်းဆုံးကဟိုနေမာရှိမယ်ဆွာရက်ရှိမယ်အမ်ဘာပေရှိမယ်ဂရစ်မန်လည်းရှိတယ်เนาะအများမြတ်သူဟာလည်းလောက်သွားတယ်အဲ့အချိန်မှာသိရမလားဒိုလေးမပါဟိုကမေးတဲ့သူဟာမင်းနာမည်တော့အများကြီးပြောသွားရင်တော့တဲ့ဒါပေမဲ့တယောက်တော့မေးခဲ့တယ်မလားတဲ့အဲ့နဲ့တယောက်ကနံပါတ်9တဲ့ဆိုသိပါတယ်ဒိုလေးကိုကျွန်တော်နဲ့အတူတူဖယ်ထားတာတဲ့ကျွန်တော်ဖယ်ဒိုလေးလည်းဖယ်ဆိုတော့သူ့ရဲ့နှိမ့်ချမှုကခုနပြောဟမ်ဘယ်ဆိုတော့အဲ့ဒါကတော့မက်ဆီမှာတော့အပြည့်ပုံမြင်ရတယ်ကွာပြီးတော့မက်ဆီကကွာရိုနယ်ဒိုမကောင်းကြောင်းတစ်ခါမှမပြောရိုနယ်ဒိုနဲ့သူနဲ့နှိုင်းရှင်ပြီးတော့ပြောတဲ့စကားတစ်ခုမှမရှိဘူးအင်တာနက်ပေါ်မှာမရှိဘူးမက်ဆီကရိုနယ်ဒိုတိုက်ခိုက်တဲ့ဟာတစ်ခုမှမရှိဘူးရိုနယ်ဒိုမကောင်းကြောင်းပြောတယ်မရိုနယ်ဒိုထက်သူပိုကောင်းတယ်လို့လည်းသူပြောနေတစ်ခုမှမရှိဘူးသူတစ်ခုပဲပြောခဲ့တယ်ပရိသတ်တွေဆုံးဖြတ်ပါစေပဲသူဒါအရင်မေးတဲ့ခါမှာသူပြောဒါပဲရှိမှာအာဂျင်တီးနားကိုဘယ်အဆင့်မှာကြံခဲ့စေချင်လဲဒီနှစ်လားဒီနှစ်လားဘယ်အဆင့်မှာကြံခဲ့စေချင်လဲဆိုတော့အသက်စီမီဖိုင်နယ်တို့ဘာလို့မှရှုံးရင်ငိုအောင်မှာမက်ဆီအေးအဲ့ဒါဟုတ်လားကိုရကမမျော်လင့်နဲ့သူကမျော်လင့်နေဦးမလို့ကြာပြုတ်ပါတယ်စောသီးပြုတ်တော့အေးအခုကတတိတိနဲ့နိုင်တာတော့အခုတော့ဘကအချိန်ကချမ်းသာတော်တော်ကွတ်နေပြီလေကွတ်လေဟုတ်တယ်ဆိုတော့အဲ့ဒါလည်းရှိသေးရနော်ဟုတ်တယ်ကိုကြီးလည်းမင်းမက်ဆီကပြေးသွားတယ်2020မှာမက်ဆီဆိုတော့ဟိုမှတ်တိုင်ကပြီးသွားပြီလေဟိုဒါပေမဲ့ဟိုအခုတခုဂျိုင်းမှာဖြစ်ပြောချင်တာအဲ့လိုပြောမှဟိုခုနကိုရီးယားကွာဟိုဒိုလီကဒီတက်ရလို့ဒီလိုဒါပြောနေတာနော်ဟိုဒိုလီကတကယ်ကြောက်နေလူငယ်တွေနေရာပေးတယ်ကျွန်တော်ပြောရမယ်